Okay အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ဩဂုတ်လ25ရက်နေ့ညနေပိုင်းကပ္ပအရှိလေးပိုင်းမှာတနေ့တခြားပုံမှုစိတ်ဝင်စားစရာကောင်းလာနေတဲ့စစ်ပွဲနောက်ဆုံးရ breaking news ထူးခြားတဲ့သတင်းတွေနဲ့အတူနိုင်ငံတကာသတင်းတချို့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်နာမည် Yotifa လို့ခေါ်ပါတယ်ကဲဒီကနေ့ဩဂုတ်လ25ရက်နေ့ညနေပိုင်းမှာပထမဆုံးစိတ်ဝင်စားစရာ breaking news ကတော့မနေ့ကရုရှားရဲ့စစ်ဖက်ဆိုင်ရာလေဆိပ်တပ်စခန်းတစ်ခုမှာယူကရိန်းရဲ့ drone လေယာဉ်တစ်စီးဝင်ရောက်လာပြီးတော့မှရုရှားရဲ့တကယ့်စစ်ဖက်ဆိုင်ရာတိုက်လေယာဉ်တစ်စီးကိုလုံးဝထိမှန်အောင်ပြေချပလိုက်ပြီးဆိုတဲ့သတင်းရရှိတယ်ပြီးတော့မှနောက်ထပ် drone တစ်စီးကရုရှားရဲ့ရဟတ်ယာဉ်တစ်စီးကိုထိမှန်တယ်ဆိုတဲ့သတင်းထပ်ပေါ်လာတယ်ဒါကိုကြည့်ချင်းအဖြစ်ဗီဒီယိုနဲ့တကွမြင်တွေ့ရတဲ့အချိန်မှာရုရှားရဲ့စစ်ဖက်ဆိုင်ရာလေဆိပ်လေတပ်တစ်ခုလုံးကလုံးဝမလုံခြုံတော့ဘူးဆိုတဲ့ဟာကိုတိတာမြင်တာလာနေပြီးရုရှားရဲ့ရေဒါတွေကာကွယ်ရေးစနစ်တွေအခုသူတို့ရဲ့လေတပ်ထဲမှာလုံးဝအောင်မြင်မှုမရှိပါဘူးဒါကြောင့်သူတို့လေတပ်ထဲမှာရှိတဲ့တကယ်စစ်ဖက်ဆိုင်ရာနော်လေရင်တစည်းကိုလုံးဝဒီယူကရိန်းရဲ့နော် drone လေရင်တစည်းကထိမအောင်ပြေချပလိုက်ပြီဒါကရုရှားအတွက်စိုးရင်စရာတကယ်ချင်းချောက်နေတဲ့နော်အဖြစ်ပြက်တစ်ခုမြင်တွေ့လာသေးတယ်ကျွန်တော်အားလုံးလေးပဲဒီမြင်ကွင်းကိုမြင်တွေ့ရတဲ့အခါမှာအင်မတန်ကိုအောင်လို့မဆုံးဖြစ်နေပါတယ်ရုရှားကဒီလောက်ကြီးအခြေအနေမကောင်းတော့ဘူးလားဆိုတဲ့ဟာမလုံခြုံတော့ဘူးလားဆိုတဲ့အဖြစ်တစ်ခုကိုမြင်တွေ့လိုက်ရတယ်ဒါကြောင့်ရုရှားရဲ့လေတပ်ကိုယူကရိန်းကစတင်တိုက်ခိုက်နေပြီဆိုတဲ့ပထမဆုံးရတဲ့သတင်းနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ UK အခြေချစခန်းနော် United Kingdom ဘိဒင်ရဲ့နော်အခြေချစခန်းလေတပ်American နေကြောင်းတွေကိုနော်ရပ်နာခွင့်ပေးထားတဲ့နေစိတ်စစ်ဖက်ဆိုင်ရာလေတပ်ထဲမှာ B1 လေယာဉ်ကိုနော်စစ်စင်ရဲတစ်ခုအတွက်နော်လွတ်လပ်စွာလှုပ်ဆောင်ခွင့်ပေးလိုက်တယ်အဲ့ဒီစစ်စင်ရဲကမလှုပ်ခင်မှာကြိုးပြီးတော့မှလက်ကျင့်မှုက B1 လေယာဉ်တကယ်အမာကန်နော်ဘုံချေးတဲ့အနေအထားလက်ကျင့်မှုတစ်ခုကိုလှုပ်လိုက်တယ်ဒါကနောက်ထပ်အီရန်နိုင်ငံမှာရှိတဲ့နျူကလ িয়ার စက်ရုံကိုပစ်ဖို့ကြိုးလက်ကျင့်တာဖြစ်နိုင်တယ်တဲ့လုံးဝတေချာအောင်ပစ်ဖို့လက်ကျင့်တာဖြစ်တယ်တဲ့တော်ယူတန်ယူ B1 လေရင်နော်စစ်ရဲလက်ကျင့်တဲ့အစင်စင်မကြားတော့နော်မမြင်ဘူးတော့ဖြစ်နေတာဖြစ်တယ်ဒီကြားထဲမှာ UK ကအတုံးပြုတ်ခွင့်ပေးထားတဲ့လေတပ်ထဲကနေ B1 လေရင်ဘုံကျေးဖို့ရှာပါလက်ကျင့်မှုတစ်ခုကိုလုပ်လိုက်တယ်ဒါလည်းအင်မတန်မှစိတ်ဝင်စားစရာကောင်းလာနေတဲ့နောက်ဆုံးရတဲ့ဒီနေ့နော်နေ့လီထဲမှာကျွန်တော်ရဲ့ခရီးစဉ်တစ်ခုရှိတဲ့ကြောင့်နိုင်ငံတကာသတင်းကမ္ဘာသတင်းတွေကိုမတင်ဆက်နိုင်ခဲ့ဘူးဒါပေမဲ့ဒီညနေမှာပြန်နေတဖန်အခုလိုစုံတွေ့ခွင့်ရတဲ့ကြောင့်ကျေးဇူးကိုချီးမွမ်းပါတယ်အားလုံးလည်းအထူးကျေးဇူးတင်ပါတယ်ကဲသတင်းနောက်ထပ်သတင်းတွေကိုမကြည့်ရှုမနာဆင်ခင်မှာနော်ဆက်တဲ့ like တွေ subscribe တွေ follow တွေ sharing တွေ comment တွေရေးပေးကြမဲ့ချစ်တော်ညီကိုဆရာမိဘအားလုံးကိုအထူးကျေးဇူးတင်ကြောင်းအရင်ပြောပြရစေ okay စရအောင်နောက်ထပ်စိတ်ဝင်စားစရာကရုရှားကအခုနိုင်ငံတော်များဖီလန်နိုင်ငံအစကအစဒီဥရောပနိုင်ငံနေတိုးမဟာမိတ်နိုင်ငံတွေရဲ့လက်နက်ခဲယမ်းနော်ဘေးနားမှာရှိလေဘေးနေရာမှာနော်စစ်စင်ရေးလုပ်ရင်ကောင်းမလဲအထူးသဖြင့်ယူကရိန်းကိုထောက်ပံ့နေတဲ့နော်စစ်ဖက်ဆိုင်ရာလက်နက်ကူတောင်တွေဘယ်မှာရှိလဲနေစရာပိုလန်နိုင်ငံတို့အားလုံးမှာသူတို့ထောက်လှမ်းရေးတွေလုပ်နေတယ်ဒါကြောင့်ကျွန်တော်တို့နေတိုးမဟာမိတ်နိုင်ငံတွေကြံတဲ့နိုင်ငံတွေမိမိရဲ့ကြီးစံကူတောင်တွေလက်နက်ကူတောင်တွေကိုလုံးဝလုံးလုံးကျုံ
နော် security အပြည့်အဝနေကြပါရုရှားကဒီကြားထဲမှာတကယ်နော်ယူကရိန်းကိုထောက်ပံ့တဲ့စစ်ဖက်ဆိုင်ရာလက်နက်ကိုတောင်တွေကိုပြစ်ခတ်ဖို့ကြိုးတင်ပြင်ဆင်နေတဲ့ထောက်လန်းနေတဲ့တည်င်းရရှိပါတယ်ဆိုတဲ့ဟာကိုကြေညာနေတယ်ရုရှားကယူကရိန်းအနေနဲ့ဒီတိုင်းဒီပုံစံနဲ့ကျတို့တိုက်ခိုက်နိုင်တာမဟုတ်ဘူးမိမိနော်နိုင်ငံကိုလုံးဝဆက်ကျင်တဲ့ယူကရိန်းနိုင်ငံကိုအားပေးအားမြောက်လုပ်တဲ့နေတိုးနိုင်ငံမဟာမိတ်တွေနဲ့တခြားနိုင်ငံတွေရဲ့နော်အားပေးမှုကြောင့်လက်နဲ့ထောက်ပံ့မှုကြောင့်ကျတို့ဒီလောက်ထိခံစားနေရတာဒီလောက်ထိနော်လုံးဝဆုံးရှုံးမှုတွေများနေတာဆိုပြီးတော့မှဆွဆွေးပြီးတော့မှနော်ဒီအစဉ်စဉ်ကိုတိုက်ခိုက်ဖို့လုပ်နေတာဖြစ်တယ်ဖြစ်ချင်တော့အခုကြားရတဲ့သတင်းထဲမှာယူကရိန်းရဲ့မဟာမိတ်နိုင်ငံနော်ထေးကနဲ့နိုင်ငံကောင်းဆောင်အရောက်20-30ကလာပြီးတော့မှယူကရိန်းမြို့တော်ထဲကိုဝင်ရောက်လာပြီးတော့မှယူကရိန်းရဲ့သမ္မတဇလန်စကီနဲ့ရည်ရည်နီးနီးတွေ့ဆုံတယ်နီနိုဖလေစကားတွေအပြန်လာအားပေးစကားတွေလှုပ်သွားတယ်နောက်ထပ်ဆက်လက်ပံ့ပိုးကူညီဖို့ရန်အတွက် UK ကအစဂတိကဝတ်တွေပေးလိုက်ပြီဒါဆိုရင်နိုင်ငံပေါင်း20-30ကယူကရိန်းဘက်မှာရက်တီလာနေပြီဆိုတော့နောက်ထပ်စစ်စင်ရဲ့အတွက်ယူကရိန်းကပို့ပြီးမှအားရစရာနောက်ထပ်စစ်စင်ရဲ့လှုပ်လိုက်နိုင်မှာဖြစ်တယ်ရုရှားကစစ်တိုက်ခိုက်နေတဲ့ကြောင့်မင်းတို့ဒီလမ်းရွေးရင်ငါတို့လည်းတိုက်မှာဖြစ်တယ်ဆိုတဲ့ဟာကိုဇလန်စကီကအရင်လကတည်းကစာတဆောင်နဲ့ပူတင်ကိုဒါရိုက်ရေးပြီးမှပို့ဆောင်ပေးပြီးသားဖြစ်တယ်ဒါကဒီကြားထဲမှာရုရှားနဲ့ယူကရိန်းအရေးကြောင့်တခြားနိုင်ငံတွေအတွက်ရောချင်းချောက်မှုပြင်ဆင်ရမယ့်အနေအထားမြောက်များစွာအလုပ်တွေများလာတဲ့အနေအထားကိုရရှိတဲ့သတင်းကဲဒီနေ့နောက်ထပ်စိတ်ဝင်စားစရာသတင်းကတော့အီရန်ရဲ့အခြေအနေအီရန်နိုင်ငံထဲမှာအခုအီရန်ရဲ့နော် IRGC ကောင်းဆောင်ပိုင်းနဲ့သူတို့ရဲ့သတင်းဌာနကအင်မတန်စိတ်ဝင်စားစရာသတင်းကြေညာချက်ရှိတယ်အဲ့ဒါကတော့လာမဲ့လအတွင်းမှာတဲ့အီရန်နိုင်ငံကဒုံးကျည်မြို့တော်ဖြစ်တယ်ဆိုတဲ့ဒုံးကျည်မြို့တော်ဖွင့်လှစ်ပွဲကိုကျင်းပမှာဖြစ်တယ်တဲ့ဒုံးကျည်မြို့တော်ဖြစ်တယ်ကဘာကြီးကအများကြီးအီရန်ကဒုံးကျည်မြို့တော်ဆိုမှခေါ်ကုန်တမုံပေးထားတာဖြစ်တယ်အဲ့ဒီနာမည်ကိုတကယ်သူတို့အမှန်ကန်မြို့တော်ဒုံးကျည်မြို့တော်ဖြစ်ကြောင်းကိုဖွင့်လှစ်ပွဲလောက်တော့မှာဖြစ်တဲ့လာမဲ့လာမှာလောလောဆယ်ဒုံးကျည်မြို့တော်ဖွင့်လှစ်ပွဲအတွက်ကြိုပြီးတော့မှအရေးပြတဲ့ဗီဒီယိုဓာတ်ပုံတွေအများကြီးဘလောက်ထိဒုံးကျည်တွေလက်နဲ့တွေရှိတယ်ဆိုတဲ့ဟာကိုနော်မိနစ်20လောက်ကြာတဲ့ဟာတွေတောင်မှဗီဒီယိုတွေနော်ပြသပြီးတော့မှပေါ်ပြလာတယ်တကယ်လားအမှန်အကန်လားဒါတော့မသိနိုင်သေးဘူးနောက်ပြီးတော့မှအီရန်ရဲ့ဘန်ဒါရေးစီးပွားရေးဝန်ကြီးကဘာပြောလဲဆိုရင်အခုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဦးဆောင်ပြီးတော့မှဒီဒေးလုံနေတဲ့စီးပွားရေးဖြစ်အားနော်လုံးဝအကျက်သေးလုံနေတဲ့ဟာကိုကျတို့ကြိုတင်ပြင်ဆင်ထားပါတယ်လုံးဝအမှန်ကန်ပြင်ဆင်ထားတယ်ဘာမှစိုးရင်စရာမရှိပါဘူးဆိုပြီးတော့မှပြန်လေကြေညာထားတယ်ဒါကဒီအီရန်ရဲ့အခြေအနေကဘလောက်အထိမာနေတုံးလေဆိုတဲ့ဟာကိုခေါင်းဆောင်ပိုင်းကလုံးဝပေါ်ပြနေတယ်ဒါကြောင့်အမေရိကန်ဘက်ကအခုနောက်ဆုံးရဒီဒေးရဲ့နောက်ဆုံးဂိတ်ဆုံးပြောလို့ရတဲ့ကြေညာချက်ရှိတယ်အဲ့ဒါကတော့အီရန်နိုင်ငံထဲမှာ IRGC ကောင်းဆောင်ပိုင်းအကြီးအကဲ9ဦးနာမည်နဲ့တကွပေါ်ပြပြီးတော့မှဒီ9ဦးရဲ့ကိုရေးကိုတာအချက်လက်တွေကိုလုံးဝတည်င်းအမှန်ကန်ပေးပို့နိုင်တဲ့သူကိုဒေါ်လာစေတန်းပေးမယ်ကြေညာလိုက်ပြီဒီနာမည်ဒီတယောက်စမအားလုံးနာမည်နဲ့တကွဒီတယောက်ကိုကျွန်တော်အမေရိကန်လိုချင်ပါတယ်သူတို့ရဲ့ကိုရေးကိုတာအချက်နဲ့ဘာတွေရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်ကအမှန်ကန်တင်ပေးပါဒေါ်လာစေတန်းပေးမယ်ပြောထားတယ်ဒီတော့အီရန်နိုင်ငံကလောလောဆယ်နော်အမေရိကန်ဒေါ်လာကတော့မှ30လောက်ပေးရတဲ့အနေထားမှာဒေါ်လာ10တန်းဆိုတာနေတာမဟုတ်ဘူးအားကြောင့်လိုချင်မှာပဲပြင်သွင်းမှာရှိတဲ့နော်
မှာပြင်သွင်းမှာရှိတဲ့အိမ်နင်းသားချင်းဖြစ်မိတ်ဆွေဖြစ်မိသားစုဖြစ်က IRGC ကောင်းဆောင်ဒီတယောက်အချက်တက်ကဒီလိုဖြစ်တယ်ဆိုတော့ပြင်ပမှာရှိတဲ့အင်ရန်အမျိုးတွေစီမှာပေးပို့မှပတ်စံရတော့ပြင်ပမှာရှိတဲ့နော်အမျိုးစီမှာအမေရိကန်ဒေါ်လာရသွားအောင်ပေးပို့သွားနိုင်တယ်အင်ရန်အခြေအနေကလုံးဝဒီကောင်းဆောင်ပိုင်းတွေ IRGC ဆိုရင်တော့မကြိုက်တဲ့သူတွေများနေတာဖြစ်တယ်အခုလောလောဆယ်အဲ့ဒါကြောင့်ဒီအစင်စင်လေအောင်မြင်သွားနိုင်တယ်တဲ့များတော့အဖြစ်ဒီအစင်စင်ကိုလှုပ်ဆောင်မဲ့သူကနော်ဣသရေလကလှုပ်မှာဖြစ်တယ်ဒီအချက်လက်တွေကိုဣသရေလကပေးလိုက်မယ်မဟုတ်ရင်ဣသရေလရဲ့ဒီအင်ရန်နိုင်ငံမှာရှိတဲ့ Moses ထောက်လိုင်းရဲ့အဖွဲ့နဲ့ပူးပေါင်းပြီးတော့မှအင်ရန်ရဲ့လက်ရှိဒူကောင်းဆိုမှတော်လိုင်းရဲ့တပ်ဖွဲ့ထိကနေဒူတွေလက်နဲ့လိုချင်တဲ့သူများကျွန်တော်ကလက်နဲ့လိုတယ်IGC ကိုဖြုတ်ချရမှာဆိုရဖြုတ်ချရေးရှိတယ်ဒါကြောင့်ဒေါ်လာစေတန်အစားလက်နဲ့တွေရအောင်အမျိုးပေါ့ကြိုးစားလာနိုင်ပွဲရှိတယ်အားကြောင့်ဒီနိုင်ငံပိုင်းထိပ်တီးကောင်းဆောင်9ဦးကတော့မလွယ်တော့ဘူးဓာတ်ပုံနဲ့တကွဖော်ပြထားတာဒီ9ယောက်ကိုကျွန်တော်လိုချင်တယ်မရအောင်ဆိုမှဒီလိုလုပ်လိုက်ပြီဒါကနောက်ဆုံးဂိတ်ဆုံးစီးပွားရေးပိတ်ဆို့မှုနော်ဒီဒေးရဲ့နောက်ဆုံးကြီးဆုံးတိုင်းဖြစ်နိုင်တယ်နောက်တစ်ခုအခုဂါဇာမှာဣသရေလရဲ့ကြီးမားစွာတိုက်ခိုက်မှုတကြော့ပြန်စပြီမနေ့ကတိုက်ခိုက်မှုမှာကလေးတဦးအပါဝင်9ဦးဂါဇာမှာတေဆုံးနေတယ်ဂါဇာမှာတခြားဟာမတ်လက်နဲ့လက်တွဲတဲ့အဖွဲ့တွေရှိတယ်ဒီလူတွေပိုသူဥယေများလာပြီးတော့မှကလေးကအစနော်တခြားနားမလည်နိုင်တဲ့သူတွေကိုပြည်သူတွေကိုစင်းယုံပြီးတော့မှဣသရေလကိုချဖို့ဣသရေလကို fight ဖို့ဒီလိုလုပ်နေတဲ့ကြောင့်ခေါင်းဆောင်ပိုင်းနဲ့သူတို့ရဲ့နော်တီနေရတော်များတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုပြစ်တာအဲ့ဒါကြောင့်9ဦးတည်ဆုံးတယ်ပြောတယ်လောလောဆယ်ရတဲ့သတင်းက9ဦးဒါမဲ့လက်တွေ့မြေပြင်မှာတည်ဆုံးမှုကဒီထက်များနိုင်တယ်အမြဲလို့ကျွန်တော်ပထမဆုံးရတဲ့သတင်းက9ဦး6ဦးဘယ်လောက်ပဲနောက်တစ်ရက်2ရက်ကြာတဲ့ချိန်မှာခေါင်းဆောင်ထိပ်ပိုင်းအကြီးအကဲတွေတောင်ပါဝင်တယ်ဆိုတဲ့ဟာတွေပေါ်ပြလာတာဖြစ်တယ်ဒါကဂါဇာမှာဣသရေလပူနွေးတိုက်ခိုက်လိုက်တဲ့သတင်းအခုနောက်ထပ်စိတ်ဝင်စားစရာအင်မတန်စိတ်ဝင်စားစရာသတင်းရှိတယ်အဲ့ဒါကတော့အီရန်နိုင်ငံရဲ့ IRGC အကြီးအကဲတွေကဣသရေလနိုင်ငံရဲ့ဝန်ကြီးချုပ်ဘေဂျမင်နာတန်ယာဟုရဲ့တားဦးကိုလောက်ကြံမဲ့အစဉ်စဉ်တွေသွားတဲ့ဟာဒီဣသရေလနိုင်ငံထဲကနဲ့နော်ဒီဝန်ကြီးချုပ်ဘေဂျမင်နာတန်ယာဟုကိုနိုင်ကသူတို့ကကျွန်တော်ရဲ့တားကိုလောက်ကြံမဲ့အစဉ်စဉ်လောက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ကြိုးတင်ထောက်လိုင်းရဲ့တဲ့င်းအရာရရှိလို့ကာကွယ်ရေးတွေလောက်နိုင်ခဲ့တယ်ဆိုတဲ့ဟာတွေဖော်ပြလာတယ်ဘေဂျမင်နာတန်ယာဟုကိုမနေ့တနေ့အတောင်မှအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အတူ YouTube တွေလုပ်ပြီးမှကျိုးဆွဲတတ်နေတဲ့ဟာတွေလောက်ခဲ့တာဖြစ်တယ်အခုသူ့သားနော်သူ့သားကိုမရရင်သူ့မိမမိသားစုကိုအီရန်ရဲ့ IRGC တချို့တွေနော်ဟာကာတွေကလိုက်ပြီးတော့မှတိုက်ခိုက်လာနိုင်တယ်တိုက်ခိုက်မှုတစ်ခုလုပ်ခဲ့တယ်မအောင်မြင်ခဲ့ဘူးဆိုမှဣသရေလဝန်ကြီးချုပ်ကပြောလာတယ်ဝန်ကြီးချုပ်ဘေဂျမင်နာတန်ယာဟုကိုတတ်ကျင်တဲ့သူကအများကြီးပါကစ္စတန်ဒီတူရကီတို့အစားအလုံးပါဝင်နေတယ်အီရန်ကအစားတော်များပြင်းနေကွင်းနိုင်ငံဆီးရီးယားကအစားဘေဂျမင်နာတန်ယာဟုရဲ့မိသားစုသူတို့တက်ဆိုင်ရာအားလုံးကိုရှင်းကျင်တာဒါပေမဲ့ဒီအစဉ်စီကိုအီရန်ကအိုးဆောင်နေတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးအဲ့ဒီမအောင်မြင်တဲ့ကြောင့်နောက်ထပ် security မြောက်များစွာထားပြီးတော့မှတွာလာတော့မယ်ဆိုတဲ့အနေအထားတွေပေါ်ပြလာတယ်ဒါကနော်တော်လေးကိုဒီဣသရေလအတွက်ချင်းချောင်းမှုတစ်ခုဖြစ်လာတယ်ခေါင်းဆောင်ပိုင်းအချင်းအခုတည်တော်များတဲ့မှာရုရှားသမ္မတပူတင်ရဲ့တားကဘယ်နှယောက်ရှိလဲဒီအခုဣသရေလဝန်ကြီးချုပ်ရဲ့တားဘယ်နှယောက်ရှိလဲဒီတားသမီးတွေကိုပဲအတိကထားပြီးမှပေါ်ပြလာတယ်မြန်မာနိုင်ငံမှာလည်းခေါင်းဆောင်ပိုင်းတွေရဲ့တားသမီးဘယ်သူကဘယ်ကုမ္ပဏီမှာဘာလုပ်လဲအဲ့ဒါတွေပဲပေါ်ပြကြတယ်နောက်ပိုင်းကြရင်တကယ်အထက်သူကြီးတွေရဲ့တားသမီးတွေရဲ့နော်တွားရေးလာရေး
နေထိုင်ရင်အိမ်မတန်မှကြောက်လန့်စရာအခြေအနေရှိလာတော့မှာဖြစ်တယ်ဒီ American သမ္မတ Donald Trump ရဲ့တားအခြေအနေတွေလုံခြုံရေးတင်းကျပ်ထားရတော့မယ့်အခြေအနေသူ့မိမကိုပါလောက်ကြံမယ်ဆိုတဲ့အစဉ်စဉ်တော့မှကြားခဲ့ပြီးသားဒါကနောက်ဆုံးလိုင်းထဲမှာခေါင်းဆောင်ပိုင်းတွေရဲ့မိသားစုတွေကိုလောက်ကြံတပ်ဖြတ်မဲ့အစဉ်စဉ်တွေစတင်လှုပ်ဆောင်လာနေတဲ့အနေထားအိန္ဒိယနိုင်ငံမှာကျတော့ရေအဆမတန်ကြီးတဲ့ကြောင့်မိုးရွာသွန်းနေပေါ့နော်အဲ့ဒါကြောင့်လမ်းမပေါ်မှာတောင်မှအသွားလာအိမ်မတန်ခက်ခဲနေတယ်ဒီလိုမျိုးဒုက္ခတွေကြုံတွေ့နေတဲ့နိုင်ငံပေါင်းမြောက်များစွာရှိပါတယ်ဒီနေ့တခြားစီးပွားရေးကအစနိုင်ငံရေးကြားထဲမှာရှုပ်နေတဲ့ဒီပလိပခါတွေအများကြီးရှိတယ်ဒီနေ့ညနေပိုင်းအတွက်ဒီတည်တင်ဆက်မှုကိုကြည့်ရှုအားပေးကြတော့ဆီယာမိဘအရောက်ချင်းစီတိုင်းအပေါ်မှာအသက်ရှင်တော်မူသောယေရှုဖျားကကွယ်ကာဆောက်ရှောက်မသာလမ်းပြနေတယ်โอเค